ဒီငါးကိုစားရင်တည်သွားနိုင်ပေမဲ့လူတွေကသူ့ကိုရွတ်သွက်ပြီးတော့ဈေးကြီးပေးစားနေကြပါတယ်။အဲဒီငါးရဲ့ဈေးနှုန်းက1ကီလိုကိုမြန်မာငွေနဲ့ဆိုရင်4သိန်း5သိန်းလောက်ထိရှိပါတယ်။ဘာလို့လဲဆိုတော့သူကကမ္ဘာအန်ဒရယ်အကြီးဆုံးငါးဖြစ်နေလို့ပါ။ဒီနေ့တော့ကမ္ဘာအန်ဒရယ်အရှိဆုံးဈေးအကြီးဆုံးငါးတစ်မျိုးဖြစ်တဲ့ဖူကူငါးအကြောင်းကိုပြောပြပေးပါမယ်။ဒီငါးပူပေါင်းလေးကိုကြည့်လိုက်ပါ။မြင်ရတာချစ်စရာကောင်းပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဆရာနာရဲ့စိတ်ထက်အဆ1200ကျော်ပိုပြင်းတဲ့ tetrodotoxin ဆိုတဲ့ကြောင်းမဖွယ်အဆိပ်တွေရှိနေပါတယ်။ဒီငါးကိုတလုံးစားလိုက်ရုံနဲ့အသက်ဆုံးရှုံးနိုင်တာသိကြသလောက်ပါ။ဒါပေမဲ့ဂျပန်နိုင်ငံမှာတော့ဒီငါးပူပေါင်းကိုအကောင်းဆုံးနဲ့ဈေးကြီးဆုံးဟင်းလျာဖြစ်သတ်မှတ်ပြီးနှစ်စဉ်တန်ပေါင်းများစွာစားသုံးနေကြပါတယ်။ဒေသနာတဲ့အဆိပ်ရှိတဲ့ငါးကိုဘာလို့လူတွေကအသက်ဆုံးပြီးစားနေကြတာလဲ။ဒီငါးရဲ့ကိုရင်းအင်္ဂါထဲမှာပါတဲ့ tetrodotoxin ဆိုတဲ့အဆိပ်ကအဆိပ်မိသွားရင်10မိနစ်ကနေနာရီအနည်းငယ်တွင်အသက်ရှူရပ်ပြီးသေဆုံးနိုင်ပါတယ်။စပိုမှုတွေအဆိပ်ပါတဲ့အဆိပ်ပိုင်းကိုမဖယ်ရှားမိလို့နှစ်စဉ်လူ20လောက်ကဒီငါးကြောင့်အသက်ဆုံးရှုံးနေရပါတယ်။2018ခုနှစ်တုန်းကဆိုရင်စူပါမားကတ်တစ်ခုမှာအစိတ်ထုံမထားတဲ့ဖူကူငါးကိုမှားယွင်းရောင်းချမိလို့မြို့အာဏာပိုင်တွေကဒေသခံတွေမစားမိစေဖို့အတွက်သတိပေးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါဆိုရင်ဒီလိုအန်ဒရယ်များတဲ့ငါးကိုဘာလို့ဒီလောက်တောင်ဈေးကြီးပေးပြီးတော့စားနေကြတာလဲ။အဖြေကတော့ဂျပန်လူမျိုးတွေရဲ့ထူးခြားပြီးတော့အစင်းမြင့်တဲ့ငါးပူပေါင်းမွေးမြူရေးနဲ့ပြုပြင်ထုတ်လုပ်မှုနည်းလမ်းတွေကြောင့်ပါပဲ။ဒီငါးပူပေါင်းတွေကတဘာဝတိုင်းအစိတ်ရှိပေမဲ့ဂျပန်မှာတော့ဒီငါးလေးတွေကိုပင်လယ်ပြင်ထဲမှာတဘာဝနဲ့အနီးဆက်ဆုံးဖြစ်အောင်လောင်ဝင်ကြီးတွေနဲ့စနစ်တကျမွေးမြူကြပါတယ်။ငါးဥလေးတွေပေါက်ဖွားပြီးတော့၄လလောက်ကြာတဲ့အထိအောက်ဆီဂျင်ကျွဲဝါပြီးတန်းတင်ထားတဲ့ရေကန်တွေထဲမှာဂရုတစိုက်ထိမ့်သိမ်းပြူစေပါတယ်။အဲဒီနောက်မှာတော့သူတို့ကလိုင်းတံကိုခံနိုင်ရရှိပြီးအပြင်ဘက်ကသားကောင်တွေမဝင်နိုင်အောင်အထူးပြုလုပ်ထားတဲ့ကြီးမားခိုင်မာတဲ့ပင်လယ်ပြင်လောင်ဝင်တွေစီကိုရောက်ရှိသွားပါတယ်။ဒီလိုတပိုင်းတဘာဝအတိုင်းမွေးမြူရေးစနစ်ကြောင့်ငါးရဲ့အရေးသွေးကတဘာဝငါးတွေလိုပဲကောင်းမွန်ပါတယ်။ဒီနေရာမှာပြည်သက်ကြီးတို့တည်ထားတဲ့အရေးကြီးဆုံးအချက်ကငါးပူပေါင်းအစိတ်ကအပူဒဏ်ကိုမကြောက်ပါဘူး။ဘလို့ချက်ပြုတ်လိုက်ပါစေအစိတ်ကမပြတ်စီးပါဘူး။ဒီအစိတ်ကလူအာရုံကြောစနစ်ကိုပိတ်ဆို့လိုက်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုလေးဖြတ်သွားစေတာပါ။အဆိုးဆုံးကတော့သားကောင်ကအသိစိတ်ပြေးဝရှိနေပေမဲ့အသက်ရှူလမ်းကြောင်းမှာရပ်တန့်သွားပြီးတော့အသက်ရှူချက်ပြီးသေဆုံးရတာဖြစ်လို့ဆေးဝါးနဲ့ဖြည့်ဆေးဆိုတာလုံးဝမရှိပါဘူး။ဒါကြောင့်လဲဂျပန်မှာဒီငါးကိုကင်တွယ်ဖို့အတွက်အထူးလိုင်းသင်ရပြီးတော့စားတွေးလက်တွေစာမေးပွဲတွေကိုခက်ခဲအောင်မြင်ထားတဲ့စပုတ်မှုတွေတာခွင့်ပြုထားတာပါ။သူတို့ရဲ့ကျွမ်းကျင်မှုကပဲလူတွေနဲ့ဒီဟင်းလျာကြားကအသက်နဲ့အန်ဒရယ်ကိုချထားတာပါဒီလိုကျွမ်းကျင်တဲ့လက်ရာတွေနဲ့ပဲငါးပူပေါင်းတွေကိုအများအားဖြင့်အော်တိုဘာလကနေမလအတွင်းမှာစတင်ဖန်ဆီးကြပါတယ်စက်ရုံတွေမှာလိုင်စင်ရအလုပ်သမားတွေကငါးရဲ့အသေးမျိုးဦးအိုလန်းချောင်းနဲ့အရေးပြားလိုမျိုးအစိပ်ပြင်းတဲ့ကိုရင်းအင်ကအစိပ်အပိုင်းတွေအားလုံးကိုတည်တည်ကြကြခွဲထုတ်ပြရပါတယ်အဲ့လိုဖယ်ရှားပြီးမှသာအရေးသွေးအကောင်းဆုံးဖြစ်တဲ့နောက်ကျောသားကိုစားရှိမိအတွက်ပြင်ဆင်နိုင်တာဖြစ်ပါတယ်ဒါဟာငါးပူပေါင်းရဲ့တိမ်မွေးတဲ့အရာသားထူးခြားတဲ့အသားအရည်နဲ့အန်ဒရယ်ကြားကဆဲလှုပ်ရှားမှုကြောင့်ဂျပန်ရဲ့ထိပ်တန်းအကောင်းဆုံးဟင်းလျာဖြစ်နေရာယူထားရခြင်းအကြောင်းရင်းတွေပါပဲဒီလောက်အန်ဒရယ်များတဲ့ငါးကိုအခုလိုလုံခြုံစိတ်ချစွာစားသုံးနိုင်ဖို့အတွက်ဆိုရင်ဘလောက်တောင်အဆင့်မြင့်တဲ့ဒီစနစ်နဲ့ကျွမ်းကျင်မှုတွေလိုအပ်လဲဆိုတာပြည်သက်ကြီးတို့မြင်နိုင်ပါတယ်